movie review လုပ်နေတဲ့ creator အားလုံးခဏလောက်အာရုံစိုက်ပေးကြပါခင်ဗျားတို့လုပ်တဲ့ movie review ဗီဒီယိုတွေအားလုံးကို TikTok မှာပဲကြည့်နေကြတင်နေကြရလားဒါဆိုရင်တော့ခင်ဗျားတို့တွေအရန်ကိုကြီးမားတဲ့ရွှေတွေတဲကိုလက်လော့ဆွဆွရတဲ့လိုဖြစ်နေမှာနော်ဘာလို့လဲဆိုတာသိချင်ရင်ဗီဒီယိုဆက်ပြီးကြည့်ပေးပါဆိုတော့ကြံပေးချင်တာခင်ဗျားက movie review ဗီဒီယိုတွေကို TikTok မှာတင်နေတယ်ဆိုရင်အခုချင်းချင်းပဲ Facebook နဲ့တွဲတင်ဖို့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့အခုတလော Facebook ရဲ့ reel ရဲ့ဝင်ငွေကတော်တော်လေးကိုကျန်းနေလို့ပါခင်ဗျားတို့ TikTok မှာတင်လိုက်တဲ့ movie review ဗီဒီယိုတွေကို Facebook မှာပေးထားပြီး reel အနေနဲ့ပြန်တင်လိုက်မယ်ဆိုရင် Twitter လည်းမြန်တယ်လို့ monetization အောင်သွားရင်လည်းဝင်ငွေကခင်ဗျားတို့ထင်ထားတာလည်းပိုပြီးလမ်းနေတာကိုတွေ့ရမှာပါဒါကြောင့်ဗီဒီယိုတစ်ခုတည်းကိုနေရာတစ်ခုခွဲပြီးတော့အကျိုးမြတ်ရှာဖို့ခွင့်ရကိုလဲလို့မခံလိုက်ပါနဲ့ဒါဆိုရင်ကိုကြီး YouTube ရောတင်လို့ရလားဆိုရင်မေးစရာရှိလာပါလိမ့်မယ်ဒီကတော့ YouTube ကတော့တင်လို့မရပါဘူးနော်လို့ပဲပြောပြရစီဘာလို့လဲဆိုတော့ movie review ဗီဒီယိုအများစုရဲ့ဇက်ကာတွေနဲ့ဗီဒီယိုဖိုင်တွေက YouTube ကနေပဲ download ဆက်ပြီးယူသုံးထားတာများပါတယ်ပြီးတော့ YouTube ရဲ့ content ID နဲ့ copyright စနစ်တွေကတော်တော်လေးကိုတင်းကျပ်ပြီးတော့ smart ကြပါတယ်အများဗီဒီယိုကိုယူသုံးမိတာပဲဖြစ်ဖြစ်ရုပ်ရှင် company ရဲ့ mobile ခွင့်ကြပဲဖြစ်ဖြစ် channel မှာပြည့်ပြီးတော့ပိတ်သိမ်းခံနိုင်ရတဲ့အထိအရင်များလို့ YouTube တော့တင်လို့မရပါဘူးခင်ဗျာနောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် movie review သမားတွေအနေနဲ့ TikTok တစ်ခုတည်းမှာတင်မရနေပဲနဲ့ Facebook reel နဲ့ပါတွဲတင်ပြီးတော့ဝင်ငွေလာကြကိုဖြတ်ကြည့်လိုက်ပါဒါပေမဲ့ YouTube ကိုကြတော့လုံးမရပါဘူးเนาะလို့စီမှာဝင်ငွေရှာလို့ရတဲ့ Japan Region အကောင့်လေးတွေကိုဈေးနှုန်းတက်တက်တာလေးနဲ့ရောက်ချပေးနေတာဖြစ်တဲ့အတွက်အသေးစိတ်သိချလို့ပါကဘိုင်မှာတင်ထားတဲ့ Telegram အကောင့်ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာဒါ movie review သမားတွေအတွက် Alexa tick လေးကိုသိချင်ရင်ကျွန်တော် channel လေးကို like and follow လုပ်ခဲ့เนาะပဲကျေးဇူးတင်ပါတယ်ခင်ဗျာရှင်နဲ့ပတ်သက်လာရင်ယူလိုင်းဖြစ်ကြမျိုးအကျဉ်းအပူလိုဟာနာချင်းစရာပုံမြင်များနေတာအစလုံးနဲ့ရင်ဝင်မင်းနဲ့တွေ့မနှွေးလာလို့